တနက်ကင်ထားတဲ့တင်ကားတွေပိုင်ဆိုင်ထားတဲ့အာနာရှင်တယောက်ကိုညဘက်အိတ်မပြောနိုင်အောင်လုံနိုင်တဲ့အရာကဘာဖြစ်မလဲလက်နက်ကင်တပ်ဖွဲ့တွေလားဒါမှမဟုတ်နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေလားတကယ်တော့အာနာရှင်တွေအကြောက်ဆုံးအရာကခင်ဗျားတို့ကျွန်တော်တို့ထင်ထားတာတက်ပိုပြီးအများကြီးရိုးရှင်းပါတယ်ကြော်ကြားတဲ့နိုင်ငံရေးသိပ္ပံပညာရှင်ဂျင်းချက်ကသူ့ရဲ့စာအုပ်ထဲမှာဒီလိုမျိုးရေးသားခဲ့ပါတယ်အာနာရှင်စနစ်တည်မြဲဖို့အတွက်အဓိကလိုအပ်ချက်ဟာလူအဖွဲ့အစည်းကိုအတမ်နေလိုကွဲထွက်သွားအောင်လုပ်ဖို့ဖြစ်ပါတယ်လွတ်လပ်တဲ့အသင်းအဖွဲ့တွေလူမှုကွန်ရက်တွေမရှိတော့ဘဲပြည်သူတွေဟာတယောက်ချင်းစီအထီးကျန်ဖြစ်သွားတဲ့အခါနိုင်ငံတော်အာဏာရဲ့ဖိနှိပ်မှုကိုတံပြန်ခုခံနိုင်စွမ်းလုံးဝကင်းမဲ့သွားယုံတာမကအာဏာရှင်ကိုပဲလုံလုံလျားလျားမိခိုရတဲ့ဘဝကိုရောက်သွားတတ်ပါတယ်တဲ့လွတ်လပ်တဲ့အသင်းအဖွဲ့တွေစာဖတ်ဝိုင်းတွေအလုသမားသမဂ္ဂတွေပေါ်များနေတာဟာဒီမိုကရေစီထွန်းကားတဲ့လူအဖွဲ့အစည်းရဲ့ပြရုပ်ပဲလို့ဆိုပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအသင်းအဖွဲ့တွေဟာအာဏာရှင်စနစ်ဝင်မလာနိုင်အောင်အလိုလျောက်ကာကွယ်ပေးထားတဲ့ဂျားကန်ခံတပ်တွေဖြစ်နေလို့ပါပဲဒါဆိုဘလို့ကာကွယ်ပေးထားတာလဲမြန်မာသမိုင်းတစ်လျှောက်ခေတ်အဆက်ဆက်ကအာဏာရှင်ဗိုလ်ချုပ်တွေဟာလမ်းဘေးလက်ဖက်ရည်ဝိုင်းကလူတစုကစားလို့နိုင်ရေးကူညီမှုအသင်းအထိအရက်သားတွေစုဖွဲ့ထားတဲ့အသင်းအဖွဲ့တွေကိုမြင်ရင်ဘာကြောင့်ဘုံကျဲလေရင်တွေမြင်ရတယ်လို့မျိုးတုံလုံးလျှောက်ချနေရတယ်လေဒီနေ့မှာတော့မြန်မာအာဏာရှင်တွေရဲ့အသင်းအဖွဲ့ဓာတ်မတဲ့ယောဂအကြောင်းကိုသမိုင်းဝင်တာရကတွေနဲ့တကွတောင်ကြကြလေးလာကြည့်ကြည့်အောင်ပါအန်ကုန်တက္ကသိုလ်ဝင်းထဲကသမိုင်းဝင်ကျောင်းသားတမကအဆောက်အုံကြီးကိုဒိုင်နမိုက်နဲ့ဖောက်ခွဲခံလိုက်ရတဲ့ဖြစ်ရဟာမြန်မာသမိုင်းမှာအာဏာရှင်တွေရဲ့အသင်းအဖွဲ့ကြောက်ယောဂါကိုကွက်ကွက်ကွင်းကွင်းပြလိုက်တဲ့တာရကတစ်ခုပါပဲတော်တော်များများကဘုံနေဝင်းဟာကျောင်းသားတွေဆန္ဒပြလို့စိတ်တူပြီးတမကအဆောက်အုံကြီးကိုဘုံခွဲဖျက်ဆီးပစ်တာလို့ထင်ကြပေမဲ့တကယ်နောက်ွယ်ကအကြောင်းရင်းကဒီထက်ပိုပြီးလေးနက်နေပါတယ်ဝါရင်သတင်းစာဆရာကြီးကျေးမုံဦးတောင်းကသူ့ရဲ့ဘုံနေဝင်းဇလန်းရှုပ်တော်များစာအုပ်ထဲမှာဒီဖြစ်ရနဲ့ပတ်သက်ပြီးအခုလိုဖွင့်ချခဲ့မှုပါတယ်နောက်ပိုင်းတက္ကသအသင်းကိုကျောင်းသားခေါင်းဆောင်အဖြစ်ကိုနုကိုအောင်ဆန်းကိုကျော်ငိမ့်ကိုသိန်းဖေနဲ့ကိုရာရှစ်တို့တက်လာချိန်မှစတင်ပြီးနေရှဲတိုက်ပွဲစစ်မြေပြင်ဤခံတက်အဆောက်အုံကြီးဖြစ်လာခဲ့သည်ဘုံနေဝင်းတက္ကသိုလ်ရောက်ရှိချိန်တွင်တက္ကသလှုပ်ရှားမှုများကြီးစွာဖြစ်ပေါ်ခဲ့တော်လဲကျောင်းသားများ၏လှုပ်ရှားမှုများတွင်ပါဝင်ခြင်းမပြုဘဲကြောခိုင်းနေခဲ့သည်ပြောကြဟောကြတာတွေကလေးကုန်းသည်နားထောင်ရတာနားကြီး၍အရှိန်ကုန်သည်သူ့အဖို့လဲပတ်ဘောလုံးကစားရန်ပင်အရှိန်မလောက်သူ့လမ်းနှင့်သူမှန်မှန်ရှိတက်လျက်ရှိခဲ့ပေသည်ဟုဒေါက်တာမောင်မောင်ရေးသည့်ဘုံနေဝင်းအထုပ်ပတိစာအုပ်ကြီးတွင်သူကပြောခဲ့သည်ဤတက္ကသအဆောက်အုံကြီးမှာကိုနုကိုအောင်ဆန်းတို့လူငယ်တစုနိုင်ငံကကိုးစားသောခေါင်းဆောင်များဖြစ်ခဲ့သည်ကိုသူကအမြဲမနာလိုဖြစ်နေခဲ့သည်နေချက်ဒေါ်လာကြီးအရေးတော်ပုံကြီး၌သူမပါခဲ့သဖြင့်ခေါင်းဆောင်တအူးအဖြစ်သာမဟုတ်ငယ်သားတအူးအဖြစ်လည်းမပါခဲ့သောကြောင့်မကြည်မနှက်ဖြစ်နေခဲ့သည်ထို့ကြောင့်လွတ်လပ်ရေးတိုက်ပွဲဝင်တက္ကသအဆောက်အုံကြီးကိုသူကမကြည့်လို့ចောင်းသားများကိုတပ်ဖြတ်၍တမကကိုဖျက်ဆီးပြီးဥရောပသို့အပန်းဖြေခရီးမထွက်မီကလေးတွင်ဘုံနေဝင်းကအចောင်းသားများအားမအေနမရိုင်းဆိုင်စွာဆဲဆိုကအမိန်ပေးခဲ့သေးသည်မအေလို့တွေကျောင်းမတက်ကြစီနဲ့တက္ကသိုလ်အားလုံးပိတ်ထားလို့ဆဲဆိုပြီးအမိန့်ထုတ်ခဲ့ကြောင်းကျင်းမုံဦးတောင်းကအဆိုပါစာအုပ်မှာရေးခဲ့ပါတယ်ဘုံနေဝင်းဟာတမကအဆောက်အုံကြီးကိုဖြိုချလိုက်ခြင်းအားဖြင့်ကျောင်းသားတို့ရဲ့စုစည်းမှုစွမ်းအားအရက်ဖက်လူအဖွဲ့အစည်းရဲ့အချက်အချာခံတက်ကြီးကိုရိုက်ချိုးပြစ်ရှင်ခဲ့တာဖြစ်ပါတယ်တမကဆိုတာတဦးတယောက်ချင်းစီရဲ့အတန်ထက်ပုံမကျဲလောင်တဲ့စုပေါင်းအင်အားထွက်ပေါ်ရနေရဖြစ်နေလို့ပါပဲဂျင်းချက်ရဲ့နေရာမှာအတိုင်းပြန်သုံးသပ်ရရင်ဘုံနေဝင်းဟာအာနာရှင်စနစ်ကိုတိဆောက်ဖို့အတွက်လူလူကြားမှာရှိတဲ့လွတ်လပ်တဲ့အသင်းအဖွဲ့တွေအားလုံးကိုတကွဲတပြားစီဖြစ်အောင်အရင်လုပ်ရမယ်ဆိုတာကိုသဘောပေါက်ထားပါတယ်တမကဆိုတဲ့အဖွဲ့အစည်းဟာသူ့ရဲ့အာဏာစက်ကိုတံပြန်ခုခံနိုင်စွမ်းရှိတဲ့အကြီးမားဆုံးအင်အားစုဖြစ်နေတဲ့အတွက်အစောအုံကိုပါမြေလှန်ပြပြီးပြည်သူတွေကိုမစုစည်းကြနဲ့ဆိုတဲ့ကြောက်စိတ်ကိုရိုက်သွင်းခဲ့တာဖြစ်ပါတယ်ဒါအပြင်ဘုံနေဝင်းရဲ့မာဆာလာခေတစ်ချောင်းလုံးမှာ၎င်းသုံးတဲ့ view ဟာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့အစ်စ်ကိုဖျက်အတုနဲ့အစားထိုးတဲ့ view ဟာပါလွတ်လပ်တဲ့အရက်ဖက်အသင်းအဖွဲ့တွေကိုဥပဒေအမျိုးမျိုးနဲ့ပိတ်ပင်ပြီးပါတီရဲ့လက်ဝေခံရုပ်သေးအဖွဲ့အစည်းတွေကိုသာအတင်းအကျပ်တိစောက်ခဲ့ပါတယ်။ကျောင်းသားသမဂ္ဂအလုသမားသမဂ္ဂနဲ့အရက်ဖက်အသင်းအဖွဲ့မှန်သမျှကိုတရားမဝင်ကြီးညာပြီးလမ်းစဉ်လူငယ်တောင်သူလယ်သမားအစည်းအရုံးအလုသမားအစည်းအရုံးစတဲ့လက်ဝေခံအတူရောင်အဖွဲ့အစည်းတွေကိုဖွဲ့စည်းပြီးလူထုကိုပါတီရဲ့အုပ်ချုပ်မှုအောက်တဲ့အတင်းအကျပ်သွတ်သွင်းခဲ့ပါတယ်။မဆလာခင်မှာခမည်းကစာအုပ်အသင်းဖွဲ့ခြင်းလားလမ်းထဲမှာလူမှုကူညီအသင်းဖွဲ့ခြင်းလားစိတ်ကူးတောင်မရင်လိုက်ပါနဲ့အာနာရှင်ရဲ့မျက်မှန်အောက်မှာတော့စစ်တပ်နဲ့လက်ဝေခံကလွဲရင်ကြံတဲ့အရက်သားတွေစုဝေးတိုင်ပင်နဲ့ဘဲအသင်းအဖွဲ့မဆိုသူ့ထိုင်ကုန်ကိုလာလှုပ်မဲ့ပုံကန်သူတွေကြီးပါပဲပါတီကထုတ်တဲ့သတင်းစာပဲဖတ်ပါတီကဖွဲ့ပြီးတဲ့အသင်းထဲမှာပဲလက်ခုပ်တီးရမယ့်ခေတ်ဖြစ်ပါတယ်ဒီလိုနဲ့မဆလာခေတ်ဟာလူတို့ရဲ့လွတ်လပ်စွာစုဝေးခွင့်နဲ့အသင်းအဖွဲ့တီထောင်ခွင့်တွေကို
ဒိုင်းနမိုက်နဲ့တခါပါတီစည်းကမ်းနဲ့တဖုံအမြင့်ပြတ်အောင်ရှေ့မုံမှုစ조사ခဲ့ကြပါတယ်ဒီလမ်းစဉ်ကိုသူတစ်ပည့်စစ်ဖို့အဆက်ဆက်ကလည်းဆက်လက်ကျင့်သုံးခဲ့ကြပါတယ်1988ခုနှစ်လူထုအရေးတော်ပုံကြီးအပြီးတက်လာတဲ့နဝတနာအဖစစ်အစိုးရလက်ထက်မှာတော့အာဏာရှင်တွေရဲ့အသင်းအဖွဲ့ကြောက်ယောဂါဟာပုံစံတစ်မျိုးနဲ့ပိုပြီးပါနဲ့ပိုပြီးတော့လဲအော်နှလုံးနာစရာကောင်းလာပါတယ်အာဏာရှင်တွေဟာလွတ်လပ်တဲ့အရက်ဖက်အဖွဲ့အစည်းတွေကိုလုံးဝပိတ်ပင်လို့မရတော့တဲ့အခါ government organized non-governmental organization လို့ခေါ်တဲ့ GONGO အစိုးရနောက်ခံပြုအတူအယောင်အရက်ဖက်အဖွဲ့အစည်းတွေကိုတီထောင်ပြီးအစစ်အမှန်ပေါ်ထွက်လာမဲ့အရက်ဖက်လူအဖွဲ့အစည်းတွေကိုဝါမျိုးပြစ်တက်တာမျိုးပါမြန်မာပြည်သူတွေကောင်းကောင်းမှတ်မိနေကြအောင်မဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်း USDA ဆိုတဲ့အဖွဲ့အစည်းကြီးပါပဲကျောင်းသားကျောင်းသူတွေဆရာဆရာမတွေဌာနဆိုင်ရာဝန်ထမ်းတွေကိုအလုပ်ပြုတ်မဲ့ဘေးကျောင်းထုတ်ခံရမဲ့ဘေးတွေနဲ့ရှင်းလျှောက်ပြီး USDA အသင်းတွေကိုအတင်းအကျပ်ဝင်ခိုင်းခဲ့ပါတယ်ကြံ့ခိုင်စီလုံးတဲ့လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့ဖို့ဝေးစွာမင်းတို့ဖွဲ့ခြင်းရင်ငါတို့ဖွဲ့ပေးတဲ့အဖွဲ့တွေပဲဝင်ရမယ်ဆိုတဲ့သဘောမျိုးနဲ့အကြက်ကင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်အာဏာရှင်တွေဟာဒီအတူအယောင်အသင်းဖွဲ့ကြီးကိုလူမှုရေးလုပ်ငန်းလုပ်ဖို့ဖွဲ့ခဲ့တာမဟုတ်ပါဘူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်အတိုက်အခံနိုင်ငံရေးအင်အားစုတွေဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုလမ်းပေါ်မှာလူအုပ်စုနဲ့ပြန်လဲအကြမ်းဖက်နှိမ်နင်းဖို့စစ်တပ်ရဲ့လက်ပါစီကြေးစားလူမိုက်အုပ်စုအဖြစ်အသုံးချဖို့ဖွဲ့စည်းခဲ့တာလဲတခုအပါဝင်ပါတပည့်ရဲ့လုံခြုံမှုကြီးဟာဒီအတူအယောင်အဖွဲ့တွေရဲ့ရက်စက်မှုတာတကတစ်ခုပဲဖြစ်ပါတယ်တစ်ဖက်ကလည်းမြန်မာနိုင်ငံမိခင်တဲ့ကလေးစောက်ရှောက်ရေးအသင်းအမျိုးသမီးရေးရအဖွဲ့ချုပ်စတာတွေကိုဖွဲ့ပြီးစစ်ဗိုလ်ချုပ်ကြော်ကြီးတွေကိုဥက္ကဋ္ဌနေရာပေးခဲ့ပါသေးတယ်ပြည်တွင်းမှာစစ်တပ်ကအမျိုးသမီးတွေကိုမရင်းကျစ်လူအခွင့်အရေးတွေချိုးဖောက်နေချိန်မှာနိုင်ငံတကာမျက်နှာစာမှာတော့ငါတို့စီမှာလည်းအမျိုးသမီးအဖွဲ့အစည်းတွေရှိတယ်လို့ဟန်ပြဇက်ကဖို့အသုံးချခဲ့တာပဲဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးတွေကသူတို့စိတ်ကြိုက်စံညုံကွဲပြီးအတုအယောင်အရက်အဖွဲ့အစည်းတွေကိုဘလောက်ပဲထီထီကြီးစောက်ပြပြည်သူတွေကတော့ဒီအဖွဲ့အစည်းတွေကိုလုံးဝအယုံကြည်မရှိခဲ့ကြပါဘူးဒါပေမဲ့ပြည်သူတွေတခဲနဲ့ယုံကြည်အားကိုးတဲ့စစ်မှန်တဲ့ပရာဟိတအဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာတဲ့အခါမှာတော့စစ်အစိုးရရဲ့အသင်းအဖွဲ့ကြောက်တဲ့ယောဂဟာအသေးအတန်ကိုထားဖောက်လာပါတော့တယ်အဲ့ဒါကတော့ရုပ်ရှင်မင်းသားကြီးကျော်သူနဲ့ဝါရင်ဒရိုက်တာကြီးဦးသူခါတို့အရှိတီခဲ့တဲ့နိုင်ရေးကူညီမှုအသင်းရန်ကုန်ကိုစစ်အစိုးရကနီလန်းမျိုးစုံနဲ့နှောက်ယှက်ပိတ်ပင်ဖို့စ조사ခဲ့တဲ့ဖြစ်ရပါပဲစဉ်းစားကြည့်ရင်အတော်ရည်စရာကောင်းပါတယ်နိုင်ရေးကူညီမှုအသင်းဆိုတာအစိုးရကိုဖျောက်ချဖို့ကြံစည်နေတဲ့နိုင်ငံရေးအဖွဲ့မဟုတ်ပါဘူးစင်ရဲနွမ်းပါတဲ့ပြည်သူတွေတေဆုံးတဲ့အခါနောက်ဆုံးခရီးကိုတိတ်ခါချီချီအခမဲ့တင်းကြိုပေးနေတဲ့တာမန်ပရဟိတအသင်းတတ်ပါဒါပေမဲ့ဂျင်းချက်ထောက်ပြခဲ့တဲ့ alternative leadership နဲ့ social capital သဘောတရားတွေဟာဒီနေရာမှာကွက်တိသွားကြိုက်နေပါတယ်မင်းသားကျော်သူရဲ့အသင်းဟာတဖြည်းဖြည်းနဲ့လူထုကြားထဲမှာဩဇာညောင်းလာပါတယ်လူတွေကစစ်တပ်ရဲ့ဝါဒဖြန့်ရန်တရားတွေကိုမယုံကြည်ကြပေမဲ့မင်းသားကျော်သူရဲ့ပရဟိတအသင်းကိုကြတော့တခဲနဲ့ယုံကြည်ပြီးအလူငွေတွေတဖွဲဖွဲထည့်ဝင်ကြပါတယ်ပြည်သူတွေဟာအခက်အခဲကြုံလာတဲ့အခါနိုင်ငံတော်အစိုးရကိုမျှော်လင့်နေမဲ့အစားအရက်ဖက်အသင်းအဖွဲ့တွေအချင်းချင်းပဲချိတ်ဆက်ပြီးဖြည့်ရှင်းနိုင်စွမ်းရှိသွားကြပါတယ်ဒါဟာအာဏာရှင်တွေအတွက်တော့အကြီးမားဆုံးချိန်ချောက်မှုကြီးဖြစ်လာပါတယ်အထူးသဖြင့်2009ရွှေဝါရောင်တော်လှန်ရေးကာလမှာမင်းသားကျော်သူနဲ့ဇနီးဖြစ်သူမတ်ရွှေစည်းကွက်တို့ကတန်ဃာတော်တွေကိုစွန်းလောင်းစီမီပူဇော်ပြီးလူထုဘက်ကရက်တီခဲ့တဲ့အခါမှာတော့စစ်အစိုးရရဲ့ကြောက်စိတ်ဟာအထွတ်အထိပ်ကိုရောက်သွားပြီးမင်းသားကျော်သူကိုရုပ်ရှင်ရိုက်ကူးခွင့်ပိတ်ပင်တာအသင်းရုံးခန်းကိုမြို့ပြင်ကိုအတင်းအကျပ်ဖိအားပြီးပြောင်းရွှေ့ခိုင်းတာတွေအထိဒရဇက်လှုပ်ဆောင်ခဲ့ပါတော့တယ်လူအသက်ကိုစိတ်ကြိုက်တက်ဖြတ်ဖို့ဝင်မလေးတဲ့စစ်ဗိုလ်ချုပ်ကြီးတွေဟာလူသေးတွေကိုအလကားမြင်းမြုပ်ပေးမဲ့အသင်းအဖွဲ့မျိုးကြတော့တက်မတော်ပြိုကွဲအောင်လုပ်နေတယ်လို့မျိုးတုံလုံးရှောက်ချားခဲ့ကြတာဖြစ်ပါတယ်အာနာရှင်တွေရဲ့အမြင်မှာတော့မင်းသားကျော်သူကနာရေးကားမောင်းတာဟာရိုးရိုးမောင်းတာမဟုတ်ပဲသူတို့ရဲ့အာနာရှင်စနစ်ကိုတခါတည်းသိမ်းကြဖို့ပြင်ဆင်နေတယ်လို့မျိုးမြင်ပြီးရင်တုံပန်းတုံဖြစ်ခဲ့ကြတာဖြစ်နိုင်ပါတယ်ဗိုလ်သားကြီးခင်မှာခမားတက္ကသိုလ်ပညာရေးအဖွဲ့အစည်းလေးတစ်ခုလောက်စမ်းဖွဲ့ကြည့်လိုက်တာနဲ့နောက်ရထောက်လိုင်းရေးကအိမ်ကိုရောက်လာပါလိမ့်မယ်ဒါပေမဲ့အစိုးရကလှုပ်တဲ့ကြံ့ခိုင်ရေးအသင်းတဲ့ဝင်ပြီးဗိုလ်ချုပ်ကြီးတွေရဲ့သတင်းစာရှင်းလင်းပွဲမှာသွားပြီးလက်ခုပ်တီးပေးမယ်ဆိုရင်တော့ခမားဟာနိုင်ငံရှိစိတ်ရှိတဲ့မျိုးရှိလူငယ်တယောက်ဖြစ်သွားပါလိမ့်မယ်အရက်ဖက်အဖွဲ့အစည်းဆိုတာတွေကိုအာဏာရှင်တွေကသူတို့ရဲ့ဖိနှိပ်မှုကိုပုံကွယ်ဖို့သုံးတဲ့မိတ်ကပ်ဘူးလိုမျိုးအသုံးချခဲ့တဲ့ခေတ်ဖြစ်ခဲ့ပါတယ်တကယ်တော့ဒီဗျူဟာပြည်သူတွေကြားမှာရှိရမယ့်ယုံကြည်မှုနဲ့စုပေါင်းအင်အားကိုအစိတ်ခတ်ပစ်လိုက်တာဖြစ်ပါတယ်လူတွေဟာတယောက်နဲ့တယောက်မယုံကြည်ရဲတော့ပဲဒီကောင်ကြန့်ခိုင်ရေးလားထောက်လန်းရေးလားဆိုပြီးတန်တရားတွေနဲ့ဝေးကွာသွားအောင်လုပ်ခဲ့တာပါမဆလာခေကဘုံနေဝင်းဟာចောင်းသားသမဂကိုဒိုင်းနမိုက်နဲ့ခွဲတယ်နာအဖခေကဗိုလ်တန်းရွှေဟာကြန့်ခိုင်ရေးလိုအတူအယောင်အသင်းတွေနဲ့အစ်စ်ကိုဝါမျိုးဖို့စ조사ခဲ့တယ်ဒါဆို2021ခုနှစ်အာဏာသိမ်းမှုအပြီးလက်ရှိမင်းအောင်လှိုင်ခေတ်မှာကောအာဏာရှင်တွေရဲ့အသင်းအဖွဲ့ကြောက်ယောဂါဟာဘယ်လိုပုံစံမျိုးနဲ့ထူးခြားစံပြလာသလဲ
လက်ရှိခေတ်ရဲ့ဗျူဟာကတော့အရင်ခေတ်တွေထက်အစာပေါင်းများစွာပိုပြီးစိတ်တစားဆန်တယ်လို့ပိုပြီးတော့လည်းအစွန်းရောက်လာပါတယ်အဲ့ဒါကတော့ကွန်ရက်မှန်သမျှကိုအမြင့်ပြတ်ရှေမုန်းတဲ့ဗျူဟာဖြစ်ပါတယ်အတုနဲ့အစားထိုးဖို့တောင်စိတ်မရှိတော့ပဲပြည်သူတွေတယောက်နဲ့တယောက်ချိတ်ဆက်မိမဲ့ဘယ်နဲ့ပြောကိုမဆိုအကုန်ဖျက်ထောက်ပြဖို့စ조사လာတာဖြစ်ပါတယ်ချင်းချက်ကအာဏာရှင်တွေဟာအောက်ချုပ်ကံပြည်သူတွေစီကနေသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုမရရအောင်အာရမတောင်းဆိုလေးရှိတယ်လို့ဆိုပါတယ်ပြည်သူတွေကကိုယ့်အချင်းချင်းပူးပေါင်းဆောင်ရွက်သွားပြီးအာဏာရှင်ကိုမပူးပေါင်းတော့ပဲတပိတ်မောက်လိုက်တဲ့အခါအာဏာရှင်စနစ်ဟာပြိုလဲရတာပါလက်ရှိအာဏာရှင်အဖွဲ့အစည်းဟာဒီအချက်ကိုတေလူမတက်ကြောက်တဲ့အတွက်ပြည်သူတွေအချင်းချင်းစကားပြောခွင့်ချိတ်ဆက်ခွင့်လုံးဝမရှိအောင်ပိတ်ဆို့ဖို့စ조사လာပါတယ်ဒါဆိုလက်ရှိခေတ်ရဲ့အသင်းအဖွဲ့ကြောက်ယောဂလက္ခဏာတွေကိုကြည့်အောင်ပါအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေအသစ်စစ်ကောင်စီကအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကိုအသစ်ပြန်ပြင်ပြီးမတရားပြဋ္ဌာန်းခဲ့ပါတယ်ဒီဥပဒေအရခမရတို့လမ်းထဲမှာတာမန်သွေးအလူရှင်အသင်းလေးပဲဖြစ်ဖြစ်နာရေးကူညီမှုအသင်းလေးပဲဖြစ်ဖြစ်မှတ်ပုံတင်မထားရင်ထောင်ဒဏ်9နှစ်အထိအပြစ်ပေးလို့ရတဲ့အထိဖြစ်လာပါတယ်စာနာမှုအဖွဲ့အစည်းတွေကိုဥပဒေနဲ့တစားကန်လုပ်ပြီးခြေတွေလက်တွေကိုတုံ့နှောင်ပစ်လိုက်တာပါပရဟိတနဲ့လူမှုကူညီရေးအသင်းတွေကိုပြစ်မှတ်ထားခြင်းစကိုင်းမကွေးနဲ့တခြားတော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာတင်ကပဲရန်ကုန်မန္တလေးတို့မြို့ကြီးတွေမှာပါလူမှုကူညီရေးအသင်းတွေအရေးပေါ်လူနာတင်ရင်တွေကိုစစ်ကောင်စီကဖမ်းဆီးတာတနက်နဲ့ပြစ်တာရှိတ်ပိတ်တာတွေရစက်လုပ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူမှုကူညီရေးအသင်းတွေဟာဒေသခံပြည်သူတွေရဲ့အသက်သွေးကြောတွေဖြစ်နေလို့ပါပြည်သူတွေအခက်အခဲကြုံရင်သူတို့ကိုအာမကိုပဲအချင်းချင်းကူညီစောင့်ရှောက်နေကြတာကိုမလိုလားတဲ့ကြောက်စိတ်ဖြစ်ပါတယ်ဒီဂျစ်တယ်ကွန်ရက်တွေကိုအခြေခံခြင်းအသင်းအဖွဲ့ကြောင့်ယောဂါဟာအပြင်လောကမှာတင်မကပဲအွန်လိုင်းနဲ့အထိကူးစက်လာပါတယ်ဖေဘော့အုပ်စုတွေ Telegram Channel တွေအချင်းချင်းပတ်စံစုပြီးလူတန်းကြတဲ့ group chat တွေကိုပါစစ်ကောင်စီကမျက်စိတောက်စောင့်ကြည့်ပြီးဖမ်းဆီးအရေးယူတာတွေလုပ်လာပါတယ်ဒီပြက်လုံးကတော့ပေါ်ပြီးရင်နာစရာကောင်းပါတယ်တမိုင်းတစ်ချောက်တနက်ကင်တဲ့စစ်တပ်တွေဟာတစ်ဖက်စစ်တပ်ရဲ့တင်ကားတွေအမြောက်တွေကိုပဲကြောက်ရိုးထုံးစံရှိပါတယ်ဒါပေမဲ့အခုခေတ်မှာတော့လမ်းပေါ်ကစစ်စေးရေးဂိတ်မှာခမရရဲ့လက်ကင်ဖုန်းတွေက BBN တွေ့တာနဲ့ဒါမှမဟုတ်လမ်းတွေကစံဝေတဲ့အဖွဲ့တွေပါဝင်နေတာနဲ့အာနာရှင်ဟာကဘာပြတ်မလို့မျိုးတုံလို့ရှောက်ရှားသွားကြပါတယ်ဗိုလ်ချုပ်တွေအတွက်တော့ခမရတို့ရဲ့စမတ်ဖုန်းဟာရိုင်ဖယ်တနက်တလက်ထပ်တောင်ပိုပြီးအန်ဒရယ်ကြီးတဲ့လက်နက်ဖြစ်နေပါပြီကျန်းချက်ရဲ့စာအုပ်ထဲကစကလုံးနဲ့ပြန်ပိတ်ရရင်အာနာရှင်စနစ်ဟာပြည်သူတွေကိုစီးလုံးမှုမရှိဘဲအထီးကျန်လူအုပ်ကြီးအဖြစ်ပဲမြင်ကျင်တာပါပြည်သူတွေတယောက်ချင်းစီဖြစ်နေသည်ပြီးသူတို့ကတနက်ပြပြီးချိန်ချောက်လို့ရနေအောင်မယ်လို့တွေးထားကြပါတယ်ဒါပေမဲ့သူတို့မေ့နေတာကတမိုင်းတစ်ချောက်ဘယ်အာနာရှင်မှလူတို့ရဲ့ရင်ထဲကပေါက်ဖွာလာတဲ့အချင်းချင်းရိုင်းပင်းကူညီလိုတဲ့ဇယိုက်လက္ခဏာနဲ့စုစည်းမှုစွမ်းအားကိုတော့ကာလရှည်ကြာပိတ်ဆို့ထားနိုင်ခြင်းမရှိဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါဆိုအာနာရှင်တွေဘာလို့အသင်းအဖွဲ့တွေကိုကြောက်တူးတုံနေရတာဒီမိုကရေစီလူ့အဖွဲ့အစည်းမှာခေါင်းဆောင်ဆိုတာနေရာစုံကနေထွက်လာနိုင်ပါတယ်ဒါပေမဲ့အာဏာရှင်စနစ်မှာတော့ငါကလွှဲရင်ဘယ်သူမှခေါင်းဆောင်မဖြစ်ရဘူးဆိုတဲ့စနစ်ကိုပဲတိစောက်ထားပါတယ်အသေးအဖွဲ့တွေရဲ့တဘာဝဟာနိုင်ငံရေးပါတီတွေမဟုတ်ရင်တောင်မှလူထုကိုစီယုံလှုံ့ဆော်နိုင်တဲ့လူထုကကြီးညိုလေးစားတဲ့အလားအလာရှိတဲ့ခေါင်းဆောင်သစ်တွေကိုအလိုလျောက်မွေးထုတ်ပေးရနေရဖြစ်ပါတယ်ဥပမာလမ်းထဲမှာစာဖတ်ဝိုင်းတစ်ခုကိုဦးဆောင်တဲ့သူသွေးလူရှင်သင်းမှာစနစ်တကျစီမံခန့်ခွဲပြနေတဲ့လူငယ်ဒါမှမဟုတ်နိုင်ရေးကူညီမှုအသင်းမှာလူထုယုံကြည်မှုကိုရထားတဲ့လူဟာအာဏာရှင်အတွက်တော့အန်တရယ်အချီဆုံးသူဖြစ်လာနိုင်လို့ပါဘာလို့လဲဆိုတော့သူတို့ဟာစစ်တပ်ရဲ့အမိန့်အာဏာမပါဘဲနဲ့တင်လူထုကိုစကားတခေါင်းတဲ့နဲ့စီယုံနိုင်စွမ်းရှိနေကြလို့ပါအာဏာရှင်ဟာသူတို့ရဲ့အာဏာဇက်အပြင်ဘက်မှာလူထုကယုံကြည်ကိုးစားတဲ့ခေါင်းဆောင်မျိုးပေါ်လာမှာကိုတိမ်မလောက်ကြောက်ပါတယ်ဒုတိယချက်ကတော့နိုင်ငံရေးသိပ္ပံမှာ social capital လို့ခေါ်တဲ့လူထုကြားကယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုကြောက်တာဖြစ်ပါတယ်အသင်းဖွဲ့တွေများပြားလာတဲ့အခါပြည်သူတွေကြားမှာငါတို့အချင်းချင်းကူညီလို့ရတယ်ငါတို့မှာအင်အားရှိတယ်ဆိုတဲ့စုပေါင်းအသိစိတ်နှိုးကြလာပါတယ်အာဏာရှင်စနစ်ရေရှည်တည်မြဲဖို့သုံးတဲ့အဓိကလက်နက်ကပြည်သူတွေကိုငါတို့စစ်တပ်မရှိရင်တိုင်းပြည်တစစီပြိုကွဲသွားမယ်တိုင်းတစ်ပါးတွေကြီးစိုးသွားမယ်မင်းတို့ထမင်းငတ်လိုက်မယ်ဆိုပြီးမိခိုအားကိုစိတ်တွင်းထားတာပါဒီမိခိုအားကိုစိတ်ဘယ်အချိန်မှပြတ်တောက်သွားလဲဆိုတော့ပြည်သူတွေအချင်းချင်းအသင်းအဖွဲ့တွေဖွဲ့ပြီးကိုရှောက်ဘော်ကိုရက်တီနိုင်သွားတဲ့အချိန်ပါအချင်းချင်းယုံကြည်မှုအားကောင်းသွားတဲ့လူအဖွဲ့အစည်းဟာအာဏာရှင်ရဲ့ချင်းချောက်မှုဘီယာအောက်ကိုလွယ်လွယ်နဲ့ဒူးထောက်မဝင်တော့ပါဘူးဒါကြောင့်အာဏာရှင်ဟာပြည်သူတွေကိုတယောက်နဲ့တယောက်မယုံရဲအောင်အမြဲတမ်းတန်တရားဝင်နေအောင်အရက်ဖက်အသင်းအဖွဲ့မှန်သမျှကိုဖျက်ဆီးပြီးလူထုကိုအထီးကျန်အောင်လုပ်ရခြင်းဖြစ်ပါတယ်